ကဲအခုဟာဒီကဒီတစ်ခါတိုက်ခန်းလေးခုနဲ့မိတ်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီတိုက်ခန်းလေးကတာဂီတာမှာရှိရနော်အဲ့တော့ဒီတိုက်ခန်းလေးကဘယ်လိုတပ်ပါတဲ့အကျဉ်းဝင်းဘယ်လောက်ရှိလဲစိတ်ကြီးရတယ်ဘယ်လောက်လဲဆိုတော့တစ်ချက်လောက်လိုက်ပြီးတော့တာပြပါအောင်နော်ဒီတိုက်ခန်းလေးဆိုတော့ရှင်းလိုက်ပြပါအောင်နော်ဟုတ်ကဲ့အခုကဒါတာဂီတာရဲ့ဘက်ကိုဒီလိုလိုက်တာဖြစ်ပါတယ်အခုတော့ချက်ပြီးတိုက်ခန်းလေးဖြစ်တယ်အားဒါလည်းပြောချင်ပြပါမယ်ဟုတ်ကဲ့အခုတိုက်ခန်းလေးစီကိုဒါရောက်လာပါပြီเนาะတကားလေးကတော့မြင်တဲ့အတိုင်းပဲเนาะတကားလေးကနှစ်ထပ်ပါရှင်အိုးအရင်လှတယ်เนาะဒါအပေါ်ဆုံးတက်ပါ18ပေခန်းဒါရှင်ခွဲကို18ပေစောက်ထားတဲ့အခန်းပါရှင့်အရင်လှတော့အခန်းလေးပါအကုန်လုံးပြင်ဆင်ပြီးသားဒါလက်တင်နေရုံပါပဲเนาะအကျဉ်းဝန်းလေးကတော့18ပေ55ပါရှင်အိတ်ခန်း2ခန်းပါမယ်ဒီမှာเนาะနေကားတွေပါထည့်ပေးထားတယ်ဘေးစုံပြတဲ့အတွက်လေဝင်လေထွက်အရန်ကောင်းတယ်အလင်းရောင်အားပိုကောင်းပါတယ်အခန်းကျယ်လေးက2ခန်းပါပါတယ်ရှင်အားလုံးပြင်ဆင်ပြီးသားဖြစ်တဲ့အတွက်တော့အထုပ်ဆွဲပြီးတော့တက်လာရုံပါပဲเนาะအရန်တဲ့လေးနေရုံပါပဲရှင်အကောင်လုံးဘာမှထပ်ထက်စရာမလိုဘူးเนาะဒါကတော့နောက်ဖေးလေးပါဒါထမင်းချက်ဖို့ပါလဲเนาะအရှိကြီးပါပဲเนาะအကျယ်ကြီးပဲပြုတ်လုပ်ထားပါတယ်ဒါလေးကတော့နောက်ဖေးကန်လေးเนาะဒါရေချိုးကန်ရေချိုးကန်ကိုရေစင်ကနော်နှလုံးတောင်တင်ပေးထားတယ် pressure ဘက်နေလည်းထည့်ပေးထားတယ်နော်အကုန်လုံးအရန်တဲ့ပြီးတော့ဒီမှာအပေါ်ဆုံးတက်ဖြစ်တဲ့အတွက်နော်အပေါ်မှာထပ်ခိုးလေးပါသေးတယ်နော်အပေါ်မှာထပ်ခိုးလေးလည်းပါတယ်ကဲဒါကတော့ဘူတိုင်းနော်ဘူတိုင်းနဲ့ပါကဲဒါကတော့နောက်ဖေး